အခုကတော့ forex trading မှာကျွန်တော် liquidity ကိုတည်ခြင်းအဖြစ်ဖြစ်လာနိုင်တဲ့စိုးကျိုးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကောင်းကျိုးမဟုတ်ဘူးเนาะ liquidity ကိုတည်ရတဲ့အတွက်ကောင်းကျိုးပြမှာမဟုတ်ကျွန်တော်စိုးကျိုးပြမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ content တွေကပုံမှန် creator တွေနဲ့တော့ကြွေးကြောင်းမှုရှိလိမ့်မယ်။ဒါပေမဲ့ဒါ reality ကိုကျွန်တော်ရဲ့ personally အရာ electric share လုပ်ပြီးတဲ့ပုံစံမျိုးဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော်တော်များများလူငယ်တွေကဒီ trading လုပ်တဲ့ခါမှာဒီ ICD smart money concept တွေကိုလောက်ကြတာများတယ်ဒီ liquidity နဲ့ပတ်သက်ပြီးသင်ကြတာများတယ်ပေါ့လေchoice တွေကျွန်တော်တို့ BUSD နဲ့ trade လာကြတဲ့ technical ဘိုင်းကိုလေ့လာကြတဲ့လူငယ်တွေတော်တော်များများတွေ့ရတယ်ဒီခါမှာသူတို့ live လေ့လာရတာက liquidity ဆိုပြီးတော့သင်ရတယ် trend liquidity ကျွန်တော်တို့ဒီ swing low swing high liquidity ကျွန်တော်တို့ daily liquidity စသဖြင့်မျိုး inducement တွေထားပါတော့ဒါတွေကိုကျွန်တော်သင်ကြရတယ်ဒါတွေကိုတည်ခြင်းအပြင်ဖြစ်နိုင်ရရှိတဲ့စိုးကျိုးတွေကအများကြီးရှိပါတယ်ဒါကိုတည်တိုင်းကောင်းတာမျိုးဟုတ်လားဆိုတော့မဟုတ်ပါဘူးဒါအပွင့်လင်းဆုံးပြောတာပါကျွန်တော်တို့တကယ်ကိုအရင်ဆုံးလေ့လာတင်တာက trading မှာကိုကရေရှည်မှာအမြတ်ရခြင်းနဲ့ရေရှည်မှာတကယ်ကိုprofitable ဖြစ်ခြင်းနဲ့ဆိုရင်အဓိကနံပါတ်1ကျွမ်းကျင်ရမှာကဘာလဲဆိုရင် liquidity မတိုင်ခင်မှာဘာအရေးကြီးတုံးဆိုကျွန်တော်တို့ market bias ပေါ့လေ market bias ဆိုတာကတော့အကျဉ်းချုပ်နားလည်လို့အောင်ပြောရလို့ရှိရင်ဈေးကွက်ကထူးကြည့်လိုက်တယ်ပြောဒီချက်စရာကိုကြည့်လိုက်ခြင်းအပြင်ဈေးကွက်ကတက်မှာလားကျမှာလားဆိုတဲ့ဟာကိုတစ်ဖက်ဖက်ကိုကရွေးတဲ့ bias ကိုခေါ်တာပေါ့ကိုကဝယ်မှာလားဒါမှမဟုတ်ရောင်းမှာလားဆိုတဲ့ bias ကအရေးကြီးတယ်ဗျဒီ bias ကိုရပြီးမှသာလဲကျွန်တော် liquidity ဆိုတော့ကျွန်တော်ဆုံးဖြတ်ရမှာအဲ့လိုမဟုတ်ဘဲကိုက liquidity ကိုတော့တိတယ်စာထဲမှာသင်ထားတယ် inducement သင်ထားတယ် liquidity swing ကိုspike လေးနဲ့ weekly နဲ့ဆွသွားလို့ရှိရင်ထားပါတော့1 minute မှာ confirmation ယူမယ်ဘာညာပေါ့ဒီလိုမျိုးသင်ခဲ့အောင်သင်ရလိမ့်မယ်အထူးသဖြင့်ကျွန်တော် fan account ထွေးတဲ့လူတွေဆိုရင်အဲ့လိုမျိုးလုပ်ကြတာများပါတယ်ဆိုတော့ဘယ်လိုပဲလုပ်ပါအဓိကဒီလိုမျိုးလုပ်တဲ့ခါမှာကိုကဘယ်လိုပဲ confirmation ယူပါစေအောင်တော့1 minute ထိ confirmation ယူပါစေအောင်တော့ကိုယ့်ရဲ့ market bias ကလွဲနေလို့ရှိရင်တော့တိကျပေါ့ထောက်လျှောက်လွဲဖို့ရှိတယ်ထောက်လျှောက်လွဲဖို့လို့ဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်တို့တော်တော်များများကဒီ liquidity ကိုတုံးကြတယ်တုံးတဲ့ခါမှာကျွန်တော်တို့ဒီဆွသွားတာပါshare လေးနဲ့ market ကိုဆွသွားတယ် swing low swing high အမျိုးမျိုးဆွသွားတယ်ဒီလိုခါမှာကိုက stop loss ကိုဟန်ခံရတယ်ဆိုပြီးတော့ဒီစပိုက်ပေါ်လေကိုဆွရဲ့ဘက်ကဆွပြီးတော့တက်သွားတဲ့ဘက်ကိုပြင်မယ်ဝင်နေဥမာနားလည်အောင်ပြောရင်ဗျာကျွန်တော်တို့ကလူက10ဘက်ရရှိနေအဲ့ချိန်မှာ market ကအပေါ်တက်သွားတယ်တက်ပြီးတော့အောက် squat ဆဲထားတယ်ပြီးတော့ SLT ပြန်ကျလာတယ်အဲ့ချိန်မှာကိုထင်တာဟာဒါ liquidity ဆွသွားပြီဆိုကိုထင်လိုက်ပြီးတော့ကိုဆဲတယ်နောက်ချိန်ကိုထပ်ပြီးတော့တက်တယ်ပြန်ကြတယ်ဒီခါမှာ spike လေးနဲ့ပဲဆွတယ်လို့ပြန်ဖြစ်နှစ်ချိန်သုံးချိန်ဖြစ်တဲ့ခါမှာဒါဟိုသူကဒီ bias ကအရန်လွဲနေပြီးတော့ဘာဖြစ်နေလဲဆိုတော့ဒါကဒီ liquidity ဆွရဲဆိုပြီးတောက်လျှောက်ဆဲနေခြင်းအပြင်တောက်လျှောက်ဆုံးနေတောက်လျှောက်ရှုံးနေတဲ့ဟာမျိုးတွေကတကယ် market မှာရှိတယ်ဒါကတကယ် trade ဖူးတဲ့လူဆိုမှနားလည်လိမ့်မယ်ပုံမှန်အခုကျွန်တော် video ကြည့်ပြီးမှသိရလို့ဆိုနားလည်အောင်နားလည်မှာမဟုတ်ဘူးကိုက bias ကိုလွဲနေပြီဆိုရင်လုံးဝကိုတောက်လျှောက်လွဲဖို့ရှိတယ်အဲ့တော့ကိုက liquidity ဘယ်လောက်ပဲကျွမ်းကျင်ပါစေဦးနော်ဒီ market ဘိုင်းရလွဲနေလို့ရှိရင်ဘယ်လိုလွဲနိုင်ရှိတယ်။ဘာကြောင့်လဲကျွန်တော်တို့ market ကအရန်ကိုမာယာရမ်းများတယ်။ဥပမာဆိုကြပါစို့ကျွန်တော်ကအပေါ်တက်ချင်တယ်အပေါ်တက်ချင်ပြီးမြင် market ကလုံနေတဲ့အကွက်တွေကဘာလဲအပေါ်ကိုတစ်ချက်နှစ်ချက်သုံးချက်လောက်ဆွိပြရတယ်ပေါ့လေဆွိသုံးချက်လောက်ဆွိပြတယ်ဆွိပြတဲ့ခါမှာလူတွေကဘာထင်သွားလဲဆိုတော့ဒါဒီမကြခင်မှာကြားတော့မှာဘာကြောင့်လဲဆိုတော့အပေါ်မှာ share တွေအများများနေပြီဆိုစိတ်ဖြစ်အောင်လို့ဒီ market ရဲ့market ဒီလက်ကြီးသမားတွေကဒီ market forming လုပ်တယ်ဒါကိုကျွန်တော်တို့ကဆွိရလို့ထင်တဲ့လူရရှိတယ်ဒါမှမဟုတ်တချို့က resistant forming လုပ်တယ်ထင်ပြီးတော့လှိမ့်ပင်ဆဲတယ်ဆဲခြင်းအပြင်ဒါဒီတိတ်မကြဘူး market ကဒိန်းဆိုအပေါ်ကိုနောက်ဆုံးတစ်ချက်မှာစောင့်တက်သွားတာမျိုးတွေရှိတယ်ပေါ့ဒါမျိုးကတကယ်ကိုရှိတယ်အဲ့တော့ကိုယ့်ဘက်က market bias ကိုတေချာလေးမှန်မှန်ကန်ကန်ရွေးထားမယ်ဆိုရင်တော့အမြဲမှန်မှာတော့မဟုတ်ဘူးဆိုပေမဲ့ percentage တခုအပြင် win rate ကအတော်လေးများနိုင်ကြီးရှိတယ်ဒါက liquidity တည်ခြင်းရဲ့စိုးကျိုးလို့ပြောရမယ်ကိုကဟိုအောက်ကိုလိမ့်ဆွီတိုင်းအပေါ်တက်မှာမဟုတ်ဘူးအပေါ်လိမ့်ဆွီတိုင်းလည်းအောက်ကိုကျနေမှာမဟုတ်ဘူးဆိုတော့တရားဖို့သိရမယ်အဲ့တော့ကိုယ့်ရဲ့ market structure လေးတရားဆွဲပြီးတော့ market ကဘယ်ဒီနေ့တရက်တာအတွက်ဘယ်ကိုသွားနိုင်ကြီးရှိတယ်ဒါမှမဟုတ်ဒီ5နာရီစာအတွက်ကိုဘယ်ကိုသွားနိုင်ကြီးရှိလဲဆိုတာ market ကို bias ကိုရွေးတက်ဖို့တော့လိုအပ်လိမ့်မယ်လို့ကျွန်တော်ကပြောချင်ပါတယ်liquidity ကိုတည်တိုင်းကျွန်တော်မကောင်းဘူး liquidity တည်ပြီးအဖြစ်တောက်လျှောက်ရှုံးနေတဲ့အခိုက်အတန့်တွေဆိုတာရှိတတ်တယ်ဆိုတာကိုနားလည်အောင်ဗီဒီယိုမှာ share လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်